ဘာလို့လဲလို့မေးရင်ဘာသာကြားတွေလူမျိုးကြားတွေနဲ့အိမ်အောင်ပြုတဲ့အခါမှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဆုံးရှုံးတာရောကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေအနေနဲ့အသိဉာဏ်မကျွယ်ဝတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုမကာကွယ်နိုင်နေရောဒီကိစ္စတွေအများကြီးပေါ်ပေါက်နေပါတယ်အဲ့ဒီအတွက်ကြောင့်ဒီကဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးတွေအနေနဲ့ဒီလိုအတိုင်းတာကိုယ့်ကိုယ်ကိုကာကွယ်ဖို့ရောကိုယ့်မျိုးကိုယ့်ဘာသာကိုယ့်သာသနာကာဒီမူကျန်းကိုလုံးဝကန့်ကွက်တယ်သဘောလည်းမတူဘူးအမျိုးသမီးတွေရဲ့အိမ်တော်ရေးကိုအမျိုးသမီးတွေသာလျှင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်အမျိုးသမီးတွေရဲ့အိမ်တော်ရေးကိုဘုန်းကြီးတွေနဲ့အမျိုးသားတွေကဒီလိုလုပ်ရပါမယ်ဆိုပြီးတော့ဥပဒေတစ်ခုထုတ်လိုက်တာကျွန်တော်တို့အမျိုးသမီးတွေကိုစော်ကားရကြတယ်လို့ကျွန်တော်တို့အခြေခံလူအခွင့်အရေးနဲ့ပါလုံးဝဆန့်ကျင်တယ်ဒီမှာမယူရဘူးလို့မပါပါဘူးမယူရဘူးလို့မပါတဲ့အတွက်ဘလို့မှလူအခွင့်အရေးမချိုးဖောက်ပါဘူးဘုန်းကြီးတို့ဘာသာကိုကာကွယ်တဲ့အတွက်ဒါကိုမျိုးစောင့်ဥပဒေလို့အတူပဲခေါ်ပါတယ်လူသားချင်းပဲဖြစ်စေအမျိုးသမီးတူအနေနဲ့ပဲဖြစ်စေကိုယ့်ဘာသာကိုယ့်သာသနာကိုစောင့်ရှောက်ခြင်းနဲ့စိတ်ရှိလို့ရှိရင်ကိုယ်တိုင်စောင့်ရှောက်နိုင်ခွင့်ရှိတယ်ဒါပေမဲ့မစောင့်ရှောက်ဘူးကိုယ့်ဘာကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့တခြားသူနဲ့ပဲဖြစ်တခြားဘာသာနဲ့ပဲဖြစ်တခြားလူမျိုးနဲ့ပဲဖြစ်အဲ့လိုမျိုးပေါ့နော်ဒိန်းများမင်္ဂလာပြုမိတာဆိုလို့ရှိရင်ဥပဒေရအလေးယူခံမယ်ဆိုတော့အဲ့ဒါတော့လုံးဝမဖြစ်တင်ပါဘူးအဲ့ဒါကြောင့်မလို့လူခွင့်ရတဲ့ချိုးဖောက်ခံရတာဖြစ်တယ်အမျိုးသမီးခွင့်ရတဲ့ချိုးဖောက်ခံရတာဖြစ်တဲ့အတွက်အဲ့ဒီကြောင့်တော့မတူပါဘူးမြတ်စွာဘုရားရှင်ကလည်းဒီပေါ့နော်ဒီဘုရားဘာသာဝင်နဲ့ပတ်သက်ပြီးတော့သူဘုရားဘာသာဝင်တယောက်ဖြစ်ဖို့အတင်းအကျပ်ဆွဲဆောင်မှမျိုးလဲသူကလက်မခံခဲ့ဘူး။နောက်ဘုရားဘာသာဝင်တူကိုလည်းဘုရားဘာသာဝင်တူကနေသူ့ရဲ့ဘုရားဘာသာဝင်ရှိနေတဲ့ဗုဒ္ဓဘာသာကနေပြီးတော့အဲ့တော့မြန်မာနိုင်ငံဥပဒေအရန်ခွင့်ကောင်းတာပဲကျန်တဲ့ဘာသာဝင်တွေအတွက်ဒါကြောင့်မလို့ဒီခုဖြစ်ပေါ်လာတဲ့အခြေအနေရရက်ပေါ်သုံးသပ်ပြီးတော့ဒါဆိုရင်တော့မြန်မာနိုင်ငံမှာလည်းပဲအခြားဘာသာတွေကဲ့သို့သူ့စီကိုစီထားနိုင်တဲ့ဥပဒေတစ်ရပ်ကိုလိုအပ်လာပြီဆိုပြီးတော့အခြေအနေရရက်ကတောင်းဆိုလာတာပေါ့ရုပ်တရက်အပြင်ပန်းကြည့်လို့ရှင်တော့တစ်ဖက်ဘာသာတရားတစ်ခုကျမတို့တွေကနှိပ်ဖိနှိပ်ခြင်းလို့သာလောက်တာလို့တာမန်သဘောအရကြည့်ရင်တော့မြင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒါဟာမြတ်စွာဘုရားရဲ့တရားတော်ကိုလုံးလုံးကြီးဖီလာဆန့်ခြင်း